မြောက်ကလာပါမြို့နယ်၌ဥပဒေရေးရာကောင်စီဖြင့်ပြည်သူ့စကားဝိုင်း Public Talk ပြုလုပ်ကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြေကိုခရိုင်မြောက်ကလာပါမြို့နယ်၌ဥပဒေရေးရာကောင်စီဖြင့်ပြည်သူ့စကားဝိုင်း Public Talk ကိုဇူလိုင်လ22ရက်နေ့နက်10:00နာရီချိန်ညရပ်ကွက်ရှိအမှတ်3အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမိုးသူကအဖွဲ့မှစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်မြဝင်းကပြည်သူ့စကားဝိုင်း Public Talk ပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ကြောင်းဆက်လက်၍မြောက်ကလာပါမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုမျိုးအောင်ကအင်တာနက်အသုံးပြုပြီးလောင်ကစားဆောင်ရွက်နေသည်များကိုထိရောက်စွာဖော်ထုတ်ဖမ်းဆီးနိုင်ရေးစီစဉ်ဆောင်ရွက်နေမှုများနှင့်လူကုန်ကူးမှုဆိုင်ရာကိစ္စများဟောပြောခြင်းအမှတ်35ရေတရဲတပ်ဖွဲ့မှတပ်ဖွဲ့စုမှုဒုတိယရဲမှုလှိုင်ဝင်းအောင်ကရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များအားဆွေးနွေးပြောကြားခဲ့ကြောင်းနောက်မြို့နယ်ဥပဒေအရာရှိဒေါ်တင်ပိုထွန်းကပြည်သူများတည်တည်ထိုက်သောဥပဒေဆိုင်ရာကိစ္စရပ်များအားပြောကြားခဲ့ကြောင်းသိရသည်နောက်တက်ရောက်လာကြသောဒေသခံပြည်သူများကမိမိတို့ရင်ဆိုင်တွေ့ကြုံနေရသောရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများအများပြည်သူဆိုင်ရာနေရာများတွင်ခိုးဝှက်ပြီးလောင်ကစားမှုဆိုင်ရာကိစ္စရပ်များအားဆောင်ရွက်နေမှုများအားစနစ်တကျဖော်ထုတ်ပေးစေလိုကြောင်းမူရစ်ဆေးဝါးပပျောက်ရေးအသိပညာပေးလုပ်ငန်းများရပ်ကွက်များအထိကွင်းစင်ကဆက်ဆက်မပြတ်ဆောင်ရွက်ပေးစေလိုကြောင်းစသည့်ကိစ္စရပ်များကိုမေးမြန်းရာသက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်အဆိုပါအသိပညာပေးဟောပြောပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များလူမှုရေးအဖွဲ့အစည်းများဌာနဆိုင်ရာအကြီးအကဲများအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ120ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်ဒီသတင်းကိုတော့တက်လည်ဆိုပြန်ဆက်မှပေးပို့ထားခြင်းဖြစ်ပါတယ်။